မင်္ဂလာပါ Forvalence ကနေကြိုဆိုလိုက်ပါတယ်နယ်သာလန်တင်းနဲ့မော်ရိုကိုတင်းတို့ရဲ့ပွဲစဉ်ကတော့မော်ရိုကိုတင်းကနယ်သာလန်တင်းကိုပနတီဆုံးဖြတ်မှအနိုင်ယူပြီးတော့ကမ္ဘာဖလားရဲ့16တင်းဆင့်ကိုတက်ရောက်သွားခဲ့ပြီး16တင်းဆင့်မှာကနေဒါနဲ့တွေ့တော့မယ်ဆိုတော့အရင်ဆုံးမော်ရိုကိုကြောင်းပြောရရင်မော်ရိုကိုက2020ကမ္ဘာဖလားမှာလည်းဆီမီဖိုင်နယ်ထိရောက်ခဲ့တယ်အခုကမ္ဘာဖလားမှာလည်းလက်ရှိအနေထားအရဆိုရင်ဒါ16တင်းဆင့်ကိုတက်ရောက်သွားပြီး16တင်းဆင့်မှာတွေ့မဲ့ကနေဒါအသင်းကမော်ရိုကိုအတွက်လွယ်ကူနေတဲ့အသင်းမဟုတ်ပေမဲ့အရင်တခြားအင်အားကြီးအသင်းတွေနဲ့ဆိုင်တော့မော်ရိုကိုအတွက်ပို့ပြီးရင်ဆိုင်လို့ကောင်းတဲ့အသင်းဖြစ်တယ်ဆိုတော့သူတို့အနေနဲ့16တင်းဆင့်ကိုကြော်ဖြတ်နိုင်မှုလဲအားကောင်းနေပြီဆိုတဲ့အနေအထားမျိုးတော့မြင်ရတယ်တကယ်လို့16တင်းဆင့်ကိုသာကြော်ဖြတ်နိုင်ပြီဆိုရင်မော်ရိုကိုကနေဒါတွေကနိုင်တဲ့အသင်းပေါ့နော်တသင်းကတစ်ဖက်ကပါရာဂွေးနဲ့ပြင်သစ်ဆွီဒင်နိုင်တဲ့အသင်းကန်တဲ့အသင်းနဲ့တက်လာတဲ့အသင်းနဲ့တွေ့မယ်ဆိုတော့ပါရာဂွေးပြင်သစ်ဆွီဒင်တသင်းနဲ့ဒီဘက်ကမော်ရိုကိုကနေဒါတသင်းနဲ့တွေ့မှာပေါ့ဆိုတော့မော်ရိုကိုဒါဒီဘက်ကိုတက်ဒီကနေဒါကိုထပ်ပြီးကြော်ဖြတ်နိုင်မယ်ဆိုရင်သူတို့ quarter final အတွက်လမ်းကြောင်းကောင်းနေပြီလို့ပြောလို့ရတယ်ဆိုတော့ဒီနယ်သာလန်နဲ့မော်ရိုကိုပွဲမှာကျွန်တော်အရင်ဆုံးပြောချင်တာကတကယ်သဘောကျတာနှစ်ဖက်အသင်းကိုသမားတွေဘက်ဗရူကန်ရောဘွန်နိုကောတကယ်ပွဲကစားချိန်အတွင်းမှာရောပနတီဆုံးဖြတ်မှာရောတကယ်လက်စွမ်းကောင်းတွေကိုပြသသွားတယ်ပနတီဆုံးဖြတ်မှာဒီမှန်တယ်ဒီနှစ်ဖက် player တွေပနတီလွဲချုံမှုတွေကတိုင်ထိတာတွေဂိုးပေါက်လွဲတာတွေများတယ်ဆိုပေမဲ့နယ်သာလန်လည်းရှုံးသွားရဆိုပေမဲ့ဘက်ဗရူကန်လည်းဒီမော်ရိုကိုကစားမတွေရဲ့ပနတီကိုကာကွယ်ရနေရမှာအရင်ညံပြင်းခဲ့တာတော့မဟုတ်ဘူးသူခံမှန်းတဲ့ဒိုင်မင်ပြစ်တဲ့ဘက်တွေမှန်နေကန်ချက်တွေကောင်းတဲ့အတွက်ကြောင့်သာဂိုးပေးလိုက်ရရရှိတယ်။ဒါဘွန်နူကတော့ပို့ပြီးတော့ကောင်းလုံးတယ်။သူ့ရဲ့ဒီပနတီမူယာမာယာတကယ်အစင်ဆက်တွေးခဲ့ရဘူးတူလို့ပဲဒီနောက်ဆုံးပနတီမှာဆိုလဲတော်တော်လေးကောင်းတဲ့ကောက်ကွယ်မှုကိုတွေးခဲ့ရတယ်။နောက်နှစ်မျောဖို့ကောင်းတာကဘန်ဘရူကန်ရဲ့ပနတီတစ်ချိန်ဘယ်သူကန်နာလေးကိုကျွန်တော်မေ့သွားပြီ။သူကောက်ကွယ်လိုက်ပြီးတော့မှ6ထောင်နဲ့ထိပြီးဝင်သွားတာ။အဲ့ဒီပနတီကအရင်နှစ်မျောဖို့ကောင်းတယ်။ကျွန်တော်ထင်တယ်နှလုံးမြောက်ပနတီထင်တယ်။ဆိုတော့အဲ့ဒီပနတီတာတကယ်လို့ဘက်ဗရူကန်6ထောင်နဲ့ထိပြီးမဝင်သွားပဲကောက်ကွယ်နိုင်ခဲ့မယ်ဆိုရင်ဒီပနတီရလက်ကတမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ဘာပြောမော်ရိုကိုကတော့ဒီနယ်သာလန်ကိုကြော်ဖြတ်ပြီးတော့ကမ္ဘာဖလားရဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပြီ။ပွဲကစားချိန်အတွင်းမှာကဒီနှစ်ဖက်အသင်းကပြောရင်ချင်းကြီးတယ်လို့တောင်ပြောလို့ရတယ်။ဘသူမှဘသူ့ကိုတိတသားကြီးအသာစီးမရနိုင်ခဲ့ဘူး။ဒါပေမဲ့မော်ရိုကိုရဲ့ဘောလုံးကင်ကစားပုံကတော့အများကြီးပိုကောင်းနေမော်ရိုကိုကနယ်သာလန်ကိုအများကြီးဘောလုံးကင်ပြီးတော့ဖိအားပေးနိုင်ခဲ့တယ်။နယ်သာလန်ကဒီနေ့ပွဲမှာ3ဘတ်နဲ့ဆော့လာတယ်။ရိုနယ်ကိုမန်အနေနဲ့ထူးခြားပဲဒီပြီးခဲ့တဲ့ပွဲတွေမှာ4ဘတ်ထွက်ပြီးမယ်ဒီပွဲမှာ3ဘတ်ဆော့လာပြီးတော့ Dumfries ကိုတိုက်စစ်ကိုလောလောလတ်လိုက်เสียတွေ့ရတယ်။နယ်သာလန်ခန်စင်ကျောင်းကဒီ Van Haken Van Dijk Van de Ven အခီဒီကစားမတွေကလူကောင်ကြီးတဲ့ player တွေများတယ်ပြီးတော့ခြေတန်းရှိလက်တန်းရှိတယ်မော်ရိုကိုရဲ့အားသာချက်ဖြစ်တဲ့ဒီဖြတ်တင်ဘောတွေခေါင်းတိုက်ဘောတွေကိုကောင်းကောင်းကာကွယ်နိုင်ခဲ့တာတော့တွေ့ရတယ်။ဒါပေမဲ့နောက်ဆုံးမိနစ်မှာတော့ဒီခေါင်းတိုက်ကိုနဲ့ပဲပေးခဲ့ရတော့နှမျောစရာပေါ့။မော်ရိုကိုဘက်ကဒီပွဲမှာကိုရီကပိုဆမ်မာဗေနောက်တဲ့ Van de Ven Van Haken ဒီ Vantage တို့တော်တော်များများခြေစွမ်းပြကစားသွားတယ်ဂိုလ်သမား Van Bruggen ရောပဲမော်ရိုကိုဘက်မှာဆိုရင်လည်းဂိုလ်သမားဘိုနိုတောင်မက်စရာဝီဟာကီမီတိုက်စစ်ကစိုက်ဘယ်ရီတော်တော်လေးကောင်းတဲ့ခြေစွမ်းတွေပြသသွားတွေ့ရစိုက်ဘယ်ရီဆိုရင်ဒီနေ့ပွဲမှာဒီပွဲကစားချိန်မိနစ်120လုံးလုံးပြည့်နောက်ဆုံးပနတီကိုပါသွင်းယူပေးသွားတယ်စိုက်ဘယ်ရီရဲ့ဒီနေ့ပွဲကခြေစွမ်းကလည်းအရန်အားကောင်းလုံးအားကြီးတယ်ဆိုတော့နယ်သာလန်ကပြီးခဲ့တဲ့ပွဲစဉ်တွေမှာတည်းကကစားပုံကဘယ်လိုပြောမလဲနိုင်ပွဲတွေရခဲ့ပြီမဲ့အရင်တိုက်စစ်ကထက်မြက်လုံးတာမဟုတ်ပြီမဲ့ဒီနေ့ပွဲမှာကျတော့သူတို့စီကနေပြီးတော့နည်းနည်းလေးပို့ပြီးတော့တိုးဝင်တဲ့ပုံစံမျိုးကိုမြင်ရတယ်ဒါပေမဲ့နှစ်သင်းလုံးကခြေညီနေတဲ့ပုံစံမျိုးမှာမော်ရိုကိုရဲ့ဖြတ်တင်ဘောတွေကလည်းကြောက်ဖို့ကောင်းနေမော်ရိုကိုရဲ့ဒီဖြတ်တင်ဘောတွေဒေါင်းငယ်ဘောတွေ search speed တွေကနယ်သာလန်ခန်စစ်ကိုကောင်းကောင်းဒုက္ခပေးနိုင်တယ်ဒါပေမဲ့နယ်သာလန်ခန်စစ်ရဲ့အရက်မောင်းအားသာချက်ကမော်ရိုကိုအတွက်နည်းနည်းလေးအခက်အခဲဖြစ်သွားသေးတယ်နယ်သာလန်အတွက်ကလည်းဒီလိုပဲ open play ကနေပြီးတော့ဒီကန်သွင်းခွင့်တွေအခွင့်အရေးတွေအများကြီးမရအောင်သူတို့လည်းတေကန်ဘောတွေ set piece တွေကိုအရန်အားထားခဲ့ရတာပဲဒါပေမဲ့ဘောပလင်းမှာကမော်ရိုကိုရဲ့ဘောပလင်းကပို့ပြီးတော့ကျဉ်ညက်တယ်နယ်သာလန်ကခန်းစစ်ကိုအားပြုနေတာလို့တောင်ပို့ပြီးတော့ခံစားရတယ်တကယ်လဲ3ဘတ်နဲ့ဆော့လာတယ်နယ်သာလန်ဘက်မှာဒီဘက်မှာဆမ်မာဗီကပုံမှန်ထက်အလဲကျောကိုဝင်ဆော့သွားတွေ့ရတယ်နယ်သာလန်ရသွားတဲ့ဂိုးကဘရန်ကိုမန်ရဲ့လူစင်းအပြောင်းလဲကနေရတယ်ဂိုးသမားဗန်ဘရူကန်ကန်တင်ပေးလိုက်တာကိုဒီလူသားဝင်လာတဲ့ဝက်ဟော့ခေါင်းတိုက်ချပေးတယ်အဲ့ဒါကိုပွဲစဉ်တစ်ပွဲလုံးတကယ်ခြေစွမ်းပြနေတဲ့ဆမ်မာဗီအလဲကျောကနေပြေးထွက်တယ်ဆမ်မာဗီရဲ့ဒီပွဲမှာအလဲကျောကပြေးထွက်တာတွေကလည်းအရန်ကောင်းလုံးအားကြီးတယ်တော်တော်လေးနယ်သာလန်တိုက်စစ်ကိုအကျိုးပြုတယ်ပေါ့နော်ဆိုတော့ဆမ်မာဗီပြေးထွက်သွားတယ်ပြေးဆွဲပြေးသွားပြီးတော့နောက်ဆုံးသူမော်ရိုကိုနောက်တန်းကစားသမားလိုက်လာတဲ့အနေထားမှာဟန်ချက်ပြက်ပြီးလဲသွားတဲ့အနေထားမှာဂပ်ပိုစီကိုရအောင်လို့လဲသွားတဲ့အနေထားကနေရအောင်ဘောလုံးထုတ်ပြီးသွားတာတော်တော်လေးကောင်းနေအဲ့တော့မှကိုရီဂပ်ပိုကအဆုံးသက်ကိုပြီးတွင်းပေးသွားတယ်ဦးဆောင်ကိုပွဲကစားချိန်82မိနစ်မှာရခဲ့တာပုံမှန်ဖြစ်နယ်သာလန်ရဲ့ခံစစ်ဒီနေ့ပွဲမှာမာကျော်နဲ့ခံစစ်ရနယ်သာလန်တက်သွားပြီလို့ကိုထင်တာဘာလို့လဲဆိုတော့
နယ်သာလန်မော်ရိုကိုကစားပုံကောင်းနေသည့်တိုင်အောင်နယ်သာလန်ခံစစ်ကိုထိုးဖောက်ဖို့ဆိုတာအရန်ခက်တယ်နယ်သာလန်ခံစစ်ရဲ့မာကျောမှုဒီလူကောင်အရန်ကြီးတယ်သူတို့ရဲ့ခြေတံလက်တံရှိတယ်ကစားဟန်တွေကတော်တော်ကောင်းတယ်ဒါပေမဲ့မမျောလိမ့်မယ်နဲ့ဒီပွဲကစားချိန်61ရောက်တော့မှမော်ရိုကိုရဲ့ဖြတ်တင်မော်ရီကတကယ်ကြောက်ဖို့ကောင်းတာ哦နောက်တန်းကစားမှာတိုင်ရော့ခေါင်းတိုက်သွားတာတော်တော်ကောင်းတယ်ဗန်ဒိုက်နည်းနည်းလေးဒီအလုံးမှာနည်းနည်းလေးဘယ်လိုပြောရမလဲသတိလွတ်သွားတော့မဟုတ်ပေမဲ့ပေါ့ဆသွားတယ်လို့ပဲပြောရမလားသူတိုင်းမင်းမကြလိုက်ဘူးဒီဖြတ်တင်မော်ကိုခေါင်းတိုက်ပြီးရှင်းထုတ်ဖို့အတွက်သူတိုင်းမင်းမမှန်လိုက်တဲ့အချိန်မှာဒေအော့ဖ်ကတကယ်ကိုလှလှပပခေါင်းတိုက်ပြီးတော့ဂိုးသွင်းသွားတာပြီးတော့ဒီအလုံးကဒီ set free လည်းမဟုတ်ဘူး open play ကနေတိုက်စစ်စင်နေနဲ့နောက်ဆုံးမိနစ်အချိန်ပေါ်မှာ deoff တက်လာပြီးတော့တွင်းပေးသွားတဲ့ခြေပါကိုပေါ့တော်တော်လေးကောင်းတဲ့ခေါင်းတိုက်ချက်တော်တော်လေးအဖို့တန်တယ်နယ်သာလန်နာတန်းကတကယ်ကိုတတိကြီးထားနေကြတဲ့က Virgil van Dijk ရဲ့ခေါင်းပေါ်လေးကနေပြီးတော့တိုက်သွားတာ Van Dijk အနေနဲ့လည်းဒီစက္ကန့်ပိုင်းလောက်လေးပေါ့စက္ကန့်ပိုင်းမီလီစက္ကန့်ပိုင်းလောက်လေးနည်းနည်းလေးနောက်ကျသွားတယ် timing လေးနည်းနည်းလွဲသွားတဲ့အနေထားမှာသူခုံလို့မရလိုက်ဘူးအဲ့ဒီမှာဂိုးပေးလိုက်ရတယ်တကယ်နှမျောဖို့ကောင်းတယ်နောက်ပွဲကစားချိန်မိနစ်30မှာတော့အများကြီးခွင့်ရည်တွေမရခဲ့ဘူးဟိုပယ်နယ်တီကိုထိန်းသွားတဲ့အနေထားမှာတွေ့ရပယ်နယ်တီမှာလေတကယ်ဆလွဲတာမော်ရိုကိုဆလွဲပေမဲ့ပယ်နယ်တီမှာတကယ်ကိုကန်ဆိုးတာပဲကစားသမားတွေတိုင်နေကြီးပဲထိနေကြတယ်တိုင်ထိတဲ့လုံးနှလုံးသုံးလုံးထင်တယ်နော်ဆိုတော့ပယ်နယ်တီခိုးပေါင်များကျင်းနေလို့လားဂိုးသမားနှစ်ယောက်လုံးရဲ့ဒီ aura ကောင်းတာလဲပါတော့ပါမယ်ဒီပယ်နယ်တီကစားတွင်းတဲ့ကစားသမားတွေရဲ့အဆုံးသက်မတေချာမှုတွေကပဲစကားပြောသွားတယ်နောက်ဆုံးမှာတော့မော်ရိုကိုကသမားဘိုနိုရဲ့တကယ်လက်စွမ်းပြကာကွယ်မှုနဲ့အတူစိုက်ဘယ်ရီရဲ့နောက်ဆုံးပယ်နယ်တီပြီးမှတော့မော်ရိုကိုကနောက်ဆင့်ကိုတက်သွားခဲ့ပြီဒီပွဲမှာမော်ရိုကိုဘက်ကကျွန်တော်နောက်ထပ်ပြောချင်တာမက်စရာဝီကပွဲကစားချိန်ပွဲစတော့ line မှာ left back အနေနဲ့ထွက်လာပြီးမဲ့နောက်ပိုင်းပွဲကစားချိန်တွေမှာ LCB နေရာထိကိုပြောင်းကစားသွားတယ်ပြီးတော့အဲ့နှစ်နေရာလုံးမှာလည်းသူတော်တော်လေးကိုကောင်းအောင်ကစားပြသွားနိုင်တာမက်စရာဝီကဒီညာနောက်ခံနေရာမှာလည်းစော့တယ် RCB လည်းစော့ပြီးမဲ့ LCB စော့ဘူးတာတော့အရန်ရှာတယ်ဒီချိန်မှာဒီပွဲမှာလည်း LCB စော့ပြီးတော့တော်တော်လေးခြေစွမ်းပြသွားတယ်တချို့ tap carry ဆိုရင်last defense tap carry လောက်သွားတာတွေ့ရတယ်မက်စရာဝီတော်တော်လေးခြေစွမ်းပြသွားတဲ့ပွဲဘိုနိုတို့ခြေစွမ်းပြသွားတဲ့လက်စွမ်းပြသွားတဲ့နောက် Cybery မော်ရိုကိုရဲ့ဒီအဓိကစားမားတွေပေါ့နော်ဟာကီမီတို့တော်တော်လေးထန်းတင်သွားတဲ့ပွဲလို့ပြောလို့ရတယ်နောက်တစ်ဆင့်မှာတော့မော်ရိုကိုအင်ရှင်ကနေဒါနဲ့တွေ့မယ်အဲ့ဒီပွဲစဉ်မှာလည်းဒီပုံစံတိုင်းဒီစိတ်သက်ဒီစုစည်းမှုနဲ့ဆိုရင်တော့ပွဲကတော့ကြည့်ကောင်းမယ်ဒါပေမဲ့မော်ရိုကိုရလက်ကောင်းရဖို့တော့ပုံများတယ်နယ်သာလန်အတွက်တော့နှမျောစရာပဲတခုကြည့်တာက Ronald Koeman ရဲ့ဒီ3 back ကစားပုံကမော်ရိုကိုတိုက်စစ်ကိုအလောက်ကြောက်လို့လားဒါမှမဟုတ်သူတို့ရဲ့ဒီ3 back ရှိတ်နဲ့မှတိုက်စစ်ပိုထက်မြက်မယ်လို့ထင်လို့လားအဲ့ဒါလေးကတော့နည်းနည်းဇဝေသွားဖြစ်စရာပဲနောက် Rindage ကိုမတုံးသွားတဲ့ကိစ္စပေါ့ Rindage ကဟိုပြောရင်အရင်ကောင်းမွန်တဲ့ player တော့မဟုတ်ဒါမဲ့လို့မော်ရိုကိုလိုစုစုစည်းစည်းနဲ့ကစားတဲ့ခံစစ်ကြောင်းကိုဆွဲဖြဲဖို့ဆိုရင်အတင်းတိုးဝင်တက်တဲ့ player မျိုးတွေကလိုတယ် Rindage ကပွဲထွက်ကစားမှမလိုဘူးဆိုရင်တော့မှအရန်ကစားသမားအနေနဲ့တော့ Rindage ဝင်လာတဲ့နေ Rindage ကိုဘာလို့မတုံးသွားလဲဆိုတော့မပြောတတ်ဘူးဆိုတော့ဘာပြောနယ်သာလန်ကတော့ကမ္ဘာဖလားမှာ32သိန်းစင်းနဲ့လှည့်ပြန်ခဲ့ရပြီမော်ရိုကိုကတော့ထိုက်တန်စွာနဲ့ကိုတက်ရောက်သွားတယ်နယ်သာလန်ရဲ့ကစားပုံကပယ်နယ်တီရောက်ခဲ့ပေမဲ့အမှန်တမ်းပြောရရင်အရင်အားကောင်းတဲ့ပုံစံမျိုးတော့လည်းမမြင်ရဘူးနောက်တန်းမှာကြောတွေကစားပုံရကောင်းတယ်ဒီဘက်မှာဒီကပိုတို့ဆမ်မာဘေးတို့ကောင်းတယ်ဆိုတော့ညာလေမော်ရိုကိုရဲ့ဒီဘောလုံးကစားပုံကိုမရှင်နိုင်တာတော့အမှန်တိုင်းတွေ့ရတယ်ဆိုတော့မော်ရိုကိုကနောက်ဆုံးမှာတော့တက်ရောက်သွားပြီးတော့ကနေဒါနဲ့တွေ့တော့မယ်16သိန်းစင်မှာဆိုတော့ဒါကတော့နယ်သာလန်မော်ရိုကိုပွဲပြီးကျွန်တော်ရဲ့အမြင်ဖြစ်ပါတယ်ကျေးဇူးပေးကြတဲ့ညီကိုအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်